Hello TikTok user များအားလုံးတင်တို့ရဲ့ TikTok ဗီဒီယိုတွေကိုပြပယ်နဲ့ boost လုပ်လို့ရတယ်ဆိုတာကိုသိပြီးသွားပါပြီလားအခုကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတို့ထဲမှာသိရလို့ပါရင်တော့ဒီဗီဒီယိုလေးကိုကြော်သွားလိုက်ပါမသိရလို့ပါတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုလိုက်ပါကျွန်တော်ဒီနေ့ boost လုပ်လိုက်တဲ့ TikTok ဗီဒီယိုကတော့ဒီဗီဒီယိုပဲဖြစ်ပါတယ်ဘာလဲ boost လုပ်လိုက်တာလဲဆိုတော့ PayPal အကောင့်ထဲကပတ်စံနဲ့ boost လုပ်လိုက်တာပေါ့စ boost လုပ်ခြင်းမှာboost မလုပ်ခင်ကျွန်တော်ဗီဒီယိုက viewer 0ရှိတယ် boost လုပ်လိုက်ပြီးတဲ့အချိန်မှာ viewer က288ဖြစ်သွားတယ် follower က14ဖြစ်သွားတယ်ဒါနိုင်ပိုင်းပဲရှိသေးရပေါ့နော်ကျွန်တော် boost လုပ်လိုက်တဲ့ timeline ဆိုတော့ time limit က1ရက်ပေါ့1ရက်ဆောင် boost လုပ်လိုက်တာအထဲမှာက boost လုပ်လိုက်တာက more follower ကို boost လုပ်လိုက်တာအခုနိုင်ပိုင်းပဲရှိသေးတယ်288 viewer 288နဲ့ follower 14ဖြစ်သွားတယ်နောက်ထပ်ဘယ်လောက်တက်လာမလဲတော့မသိသေးဘူးတရက်အတွင်းမှာဘယ်လောက်တက်လာမလဲဆိုတော့စောင့်ကြည့်ရမှာပေါ့ဗျာအခုမိတ်ဆွေတို့ထဲမှာ boost ပုံလုံးဒီကိုသိကျင်နေဆိုရင်ကျွန်တော်ရဲ့ comment မှာ free ဆိုပြီးတော့မှန်သွားခဲ့ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်